ကြေးရီအောင်နိုင်ဆန်းဖြစ်ပါတယ်ရွှေနှင်းစီဟင်းမင်းတဲ့အေးရမောမူချင်မှာဒီဒီတွေပြန်သွားကြတယ်လို့ဝေးဆုံးလွင်ခြင်းဘဝရဲ့ချင်းတွေကိုအစားကပြန်မယူခြင်းအပြောဆုံးတွေဘဝရဲ့ခဲ့ပြီးရင်ခုန်တဲ့တွေကိုပြန်ကြတဲ့ခိုင်မာတဏှာကြီးပါခွေတကယ်တော့မဟုတ်ခဲ့တာရင်နာတဲ့ကံကိုမယူစင်မှုအမှန်တရားမှာရဲ့ချိန်မှာရာရာရှုံးပြီးလိုက်ဒီဘဝမှာကွယ်အကျဉ်းအဆုံးချစ်သူလည်းရှိတော့ပြီရာရာဆုံးရှုံးခဲ့ပြီချစ်သူရဲ့အရှုံးပေးထားခဲ့သူကကွယ်မမအေးခိုင်မမိုးဤချောင်းရဲ့ရေဟာတရားအောက်စီမှာမတည်ရဲခဲ့ပါစီစင်ပြောက်ွယ်အချစ်တစ်ခုကိုယုံကြည်ရှိတ်မဲ့သူရင်မမျောမှန်းမြတွေခုလုံးလာခဲ့ပြီမိပြောစရာချင်းတွေကိုသွားခဲ့ဘဝမှာဟန်ဆောင်နိုင်လူရဲ့ပြန်ပြီးတွေ့ခဲ့စီပြန်သူတို့ရဲ့ဆိုင်မှာယူသူပြောနိုင်အောင်မလားဒီခြင်းနဲ့အရာရာရှုံးပေးလိုက်ဒီဘဝမှာကွယ်အကျဉ်းအဆုံးချစ်သူလည်းမရှိတော့ပြီအရာရာဆုံးရှုံးခဲ့ပြီချစ်သူရဲ့အရှုံးပေးထားခဲ့သူပါကွယ်အရာရာရှုံးပေးရသူဘဝပါကွယ်အကျဉ်းအဆုံးချစ်သူနဲ့ဝေးအနိုင်ယူနှုတ်ဆက်တော့ကွယ်ချစ်သူရဲ့အရှုံးပေးထားခဲ့သူပါကွယ်ရပါတယ်ချူဝိုင်းလေးရေဟုတ်ကဲ့ဒီကားကိုရေမမမှုလွမ်းပြေတိဆိုပြတာပါရှင်မူချင်ရမှာဒီနဲ့ချင်းတွေပြန်သွားကြတယ်လို့ဝေးဆုံးလွင်ခြင်းဘဝရဲ့ချင်းတွေကိုအစားကပြန်မယူခြင်းအပြောဆုံးတွေဘဝရဲ့ခဲ့ပြီးရင်ခုန်တဲ့တွေကိုပြန်ချတဲ့ခိုင်မာဒဏ္ဍာရီမှာခွေတကယ်တမ်းဟုတ်ခဲ့တာ